မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ GED နဲ့ဂျပန်နိုင်ငံကိုတွားရောက်တဲ့အခါဘာတွေပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ GED ဝေမြန်မာ online school ကခိုင်မာတိကျတဲ့အချိန်ကာလတစ်ခုကိုရည်ညွှန်းပြီးကျောင်းသားကျောင်းသူများကိုပြင်ဆင်ပေးတဲ့ program တစ်ခုဖြစ်ပါတယ်ဒါကြောင့်2026အောက်တိုဘာနဲ့2029ဧပြီလသို့မဟုတ်အောက်တိုဘာလတို့မှာဂျပန်နိုင်ငံက language school college University တစ်ခုခုထံကျောင်းတက်ဖို့အခွင့်အလမ်းတွေကိုအချိန်ကိုက်ပြီးပြင်ဆင်ရမှာဖြစ်ပါတယ်။ဒီအတွက်ဂျပန်စာကိုလည်းသင်ကြားရမှာဖြစ်ပါတယ်။ဂျပန်စာကိုဘယ်အဆင့်ထိသင်ကြားရမှာလဲဆိုရင်တော့ကိုရွေးချယ်မဲ့ language school, college, university တစ်ခုခုအပေါ်မူတည်ပြီးတက်ရောက်ရမယ့်ဂျပန်စာသတ်မှတ်အဆင့်ကတော့ကွဲပြားနိုင်ပါတယ်။အသေးစိတ်ကိုတော့ပညာရေးအကြံပေးတို့နဲ့ကျောင်းမှာလာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ GED ဝေမြန်မာ online school ကတော့ဂျပန်ပညာရေးလောကနဲ့မြန်မာပြည်ရဲ့ဂျပန်စာသင်ကြားရေးလောကမှာအတွေ့အကြုံ20ကျော်ရှိတဲ့ဂျပန်လူမျိုးမစ္စတာဟီရိုဆာဝါနဲ့ဂျပန်စာသင်ကြားရေးအတွေ့အကြုံ9နှစ်ကျော်ရှိတဲ့ဆီယာမဒေါ်ညွန့်ညွန့်အေးတို့ကဦးဆောင်ပြီး N2, N1 အဆင့်များအထိသင်ကြားပေးမှာဖြစ်ပြီးတော့ဂျပန်လူမျိုးတွေနဲ့တွေ့ဆုံဆက်ဆံရတဲ့အခါဆောင်ရန်ရှောင်ရန်တွေနဲ့ဂျပန်မှာစာသင်ကြားစဉ်ကြုံတွေ့နိုင်ရမယ့်အခက်အခဲအတွေ့အကြုံတို့ကိုပါဂျပန်စာသင်ကြားရင်ဖြည့်ဆွက်ဝေမျှတာတွေလုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဂျပန်စာတစ်ခုတည်းကိုစာမေးပွဲအာရုံသင်တဲ့အတန်းတစ်ခုမဟုတ်ပဲဂျပန်စာ Japanese culture ပြုမှုတဲ့အမှုအကျင့် behavior ဂျပန်ရောက်ရင်ကျောင်းသားတိုင်းရှိတဲ့ဇာတ်ရိုက်လက္ခဏာ character တို့ကိုပါပူးတွဲသင်ပေးတဲ့အတန်းလို့ယူဆနိုင်ပါတယ်။ဒါဆိုရင်တော့ GED, Japanese skill, life skill တွေအားလုံးကိုတနေရာထဲမှာသင်နိုင်မဲ့အတန်းတစ်ခုလည်းဖြစ်သလိုနိုင်ငံခြားမှာဆက်လက်ကျောင်းတက်ချင်သူတိုင်းအတွက်လည်းအဆင်ပြေတဲ့ GED ဝေမြန်မာ online school ရဲ့ GED တန်းခွဲသစ်လေးလည်းစတင်နေပြီမလို့စိတ်ဝင်စားတဲ့ဆိုရင်တော့ page messenger လေးမှာလာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။